ဇလန်လီရဲ့အဆောင်မှာတော့1939ခုနှစ်စက်တင်ဘာလကပိုလန်နိုင်ငံမြို့တော်ဝါဆောမြို့ကမြင်ကွင်းကိုပြသထားပါတယ်ဒုတိယကမ္ဘာစစ်တွင်းမှာစပိန်မန်ကအတန်လက်ဌာနတစ်ခုရဲ့စံနေရဆရာတယောက်ပဲဖြစ်ပါတယ်ဂျာမန်စစ်တပ်ကပိုလန်စစ်တပ်ကို3ဘက်အတွင်းမှာချိန်မုံနိုင်ခဲ့ပြီးစပိန်မန်စံနေရတိခတ်နေတဲ့အတန်လက်ဌာနကလည်းပုံခွဲခံခဲ့ရပါတယ်အတန်လွဲဌာနမှာအလုပ်လုပ်ကြတဲ့လူတွေအကုန်လုံးကလည်းအသက်ချမ်းသာရဖို့အတွက်အလောတကြီးနဲ့ထွက်ပြေးခဲ့ကြရပါတယ်။ထွက်ပြေးတဲ့လမ်းမှာစပိန်မန်ကသူ့တငယ်ချင်းဇူးရီနဲ့တွေ့ခဲ့ပြီးဇူးရီကသူ့ကိုအမားဖြစ်သူဒိုရီတာနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဒိုရီတာကစပိန်မန်နဲ့ဆန်နီယာတီခတ်တာကိုနားထောင်ရတာသဘောကျတဲ့အကြောင်းပြောပြခဲ့ပြီးစပိန်မန်ကလည်းသူမကိုတွေ့ချင်းကြွေသွားခဲ့ပါတယ်။စပိန်မန်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူမိဘတွေရဲ့မောင်နှမတွေရဲ့ကပိုလန်နိုင်ငံကနေထွက်သွားဖို့အဝတ်စားတွေထုတ်ပိုးနေခဲ့ကြပါတယ်။သူတို့ကထွက်သွားလို့ရမရညှင်းခုန်နေကြရင် UK နဲ့ပြင်သစ်ကဂျာမနီကိုစစ်ကြေညာတဲ့အကြောင်းကိုကြားခဲ့ရပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့မဟာမိတ်တွေကဂျာမနီကိုတိုက်ထုတ်တော့မယ်လို့ထင်ကသူတို့မိသားစုကဝမ်းသာသွားခဲ့ကြပါတယ်။စစ်ပွဲကအဆုံးသက်ခါနီးရောက်လာခဲ့ပြီးစပိန်မန်တို့မိသားစုကထွက်မသွားပဲပိုလန်မှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကံမကောင်းစွာပဲအဖြစ်အပျက်တွေကသူတို့မျှော်လင့်ထားသလိုဖြစ်မလာခဲ့တော့မြို့ထဲမှာနေထိုင်တဲ့ဂျူးတွေအတွက်အခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်။ဂျာမနီရဲ့နာဇီစစ်တပ်တွေကမြို့ထဲကိုကျူးကျော်လာခဲ့ကြပြီးကြမ်းတမ်းတဲ့စီးမြင့်တွေကိုထုတ်ပြန်ခဲ့ကြပါတယ်။ဂျူးလူမျိုးတွေကလက်ထဲမှာပတ်စံ2000ထက်ပိုကင်ထားခွင့်မရှိပဲပလက်ဖောင်းတွေမှာလမ်းလျှောက်ခွင့်လည်းပိတ်ပင်ခံခဲ့ရပါတယ်။သူတို့ကစားတော့ဆိုင်ထဲမှာပါထိုင်စားခွင့်မရှိသလိုနောက်ဆုံးမှာတော့အပြင်ထွက်ရင်လက်မောင်းမှာပါဂျူးလူမျိုးမှန်းသိတော့အောင်လက်ပတ်ထားဖို့အတင်းကျပ်ခိုင်းစေခံခဲ့ရပါတယ်။နောက်တစ်ခါမှာတော့စပိန်မန်ကသူ့နောက်လိုက်လာတဲ့ဒိုရီတာနဲ့တွေ့ခဲ့ပြီးနာဇီတွေရဲ့အုပ်ချုပ်မှုအောက်မှာဂျူးလူမျိုးတွေကအဓိကဖိနှိပ်ခံနေရပြီးတရားမျှတမှုမရတဲ့အကြောင်းကိုပြောခဲ့ပါတယ်။သူတို့နဲ့လက်တွဲလုပ်ကိုင်ခဲ့ကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းသူတို့ကိုညှင်းပယ်လာကြပါတယ်။နာဇီစစ်သား2ယောက်ကစပိန်မန်ရဲ့အဖေပလက်ဖောင်းပေါ်မှာလမ်းလျှောက်နေတာကိုပါတားခဲ့ပြီးစပိန်မန်ရဲ့အဖေကပြန်ပြောတော့စစ်သား1ယောက်ကသူ့ရဲ့မျက်နှာကိုထိုးကြိတ်ခဲ့ပါတယ်။ဂျူးမိသားစုတွေကတော့မြို့ထဲကနေနာဇီတွေအသစ်ဆောက်ထားတဲ့နေရန်ကာရန်ထားတဲ့နေရာတစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့ဖိအားပေးခံခဲ့ရပါတယ်။အလိုနဲ့ပဲအခြေအနေတွေကပိုပြီးဆိုးရွားလာခဲ့ပါတယ်။စစ်ပွဲမတိုင်ခင်ကလူချမ်းသာမိသားစုဖြစ်တဲ့စပိန်မန်တို့မိသားစုအတွက်တော့ပုံမပြတ်ပန်းမပြတ်ဖြစ်ခဲ့ပြီးအစာရေစာခေါင်းပါးကရောခပူတွေပြန့်နှံ့နေတဲ့နေကွက်မှာနေထိုင်ရတဲ့တခြားဂျူးမိသားစုတွေနဲ့ရှင်ရင်တော့သူတို့ကအခြေအနေကောင်းခဲ့ပါတယ်စပိန်မန်နဲ့သူညီ100တို့ကပတ်စံရှာဖို့အတွက်စာအုပ်တွေကိုရောင်းခဲ့ပေမဲ့ဘယ်သူမှမခဲ့ကြပါဘူးနောက်တစ်ခါမှာတော့ဂျူးလူမျိုးရဲတယောက်ဖြစ်ပြီးဟန်ရီရဲ့တငယ်ချင်းဖြစ်တဲ့ဟဲလာကသူတို့အိမ်ကိုအလဲလာခဲ့ပြီးစပိန်မန်တို့ကိုဂျူးစစ်တပ်ထဲဝင်ကသူတို့မိသားစုကိုကယ်တင်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်ဒါပေမဲ့လည်းဟန်ရီကသူတို့လူမျိုးတွေကိုရိုက်နှက်ပြီးတော့ကြမ်းကြမ်းနဲ့မဆက်ဆံနိုင်တဲ့အတွက်ဟဲလာရဲ့ကမ်းလှမ်းချက်ကိုညှင်းဆိုခဲ့ပါတယ်စပိန်မန်ကလည်းသူ့မှာလှုပ်ရှားရှိတဲ့အကြောင်းပြောကညှင်းဆိုခဲ့ပါတယ်နောက်တစ်ခါမှာတော့စပိန်မန်ကရက်ကွက်ထဲကဂျူးလူချမ်းသာတွေလာစားတဲ့စားသောက်ဆိုင်တစ်ခုမှာစံနေရတိခတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရက်ကွက်ထဲကအခြေအနေတွေကပိုဆိုးလာကဂျာမန်စစ်သားတွေအကြမ်းဖက်မှုနဲ့ယောဂပုံမှာပြန့်နှံ့မှုတွေကြောင့်ဂျူးလူမျိုးတွေကနေတိုင်းတည်ဆုံးနေခဲ့ရပါတယ်စပိန်မန်ကသူ့အလုံးမှာမပြောတော့ဘဲသူတို့လူမျိုးတွေအတွက်တခုခုလုပ်ပေးခြင်းနေခဲ့ပါတယ်အလုပ်ပြီးတော့စပိန်မန်ကနာဇီတွေကိုတော်လှန်ဖို့တရားမဝင်သတင်းစာတွေဖြန့်တဲ့တငယ်ချင်းဟောင်းတယောက်ကိုတွားတွေ့ခဲ့ပါတယ်ဒါပေမဲ့လည်းဂီတာသမားတွေကတော်လှန်ရေးနဲ့လူတို့ကိုစီးယုံမဲဆယ်ရေးမှာအာကြီးညံ့နေဆိုပြီးသူ့တငယ်ချင်းကသူ့ကိုညှင်းဆိုလိုက်ပါတယ်အိမ်ပြန်လမ်းမှာတော့စပိန်မန်ကနာဇီစစ်သားတွေရိုက်တာခံနေရတဲ့အတွက်နေရန်အောက်ကထွက်ပြေးဖို့ကြိုးစားနေတဲ့ကောင်လေးကိုဝင်ကန်ခဲ့ပါတယ်ကံမကောင်းစွာပဲကောင်လေးကသတိလစ်သွားခဲ့ပေမဲ့စပိန်မန်ကသူ့ကိုအောင်မြင်စွာဆွဲထုတ်နိုင်ခဲ့ပါတယ်ညရောက်တော့စပိန်မန်တို့မိသားစုကညသာစားနေတော့ဂျာမန်စစ်သားတွေကမျက်နှာချင်းဆိုင်ကအိမ်ကိုဝင်စီးပြီးလူတွေကိုဝင်ဖမ်းတာတွေ့ခဲ့ရပါတယ်စစ်သားအကောင်းဆောင်ကအိမ်ရှင်မိသားစုကိုသူတို့ကိုနှုတ်ဆက်ခိုင်းပေမဲ့အိမ်ထဲကအသက်ကြီးဆုံးအဖိုးကြီးကဝီချဲပေါ်မှာထိုင်နေရတဲ့အတွက်စစ်သားတွေခိုင်းတယ်လို့ထားပြီးမနှုတ်ဆက်နိုင်ခဲ့ပါဘူးစစ်သားတွေကသူ့ကိုမှားသွားကဝေယနာကနေပြစ်ချပြီးကျန်တဲ့မိသားစုဝင်တွေကိုလမ်းပေါ်ခေါ်သွားကတေးအောင်ပြစ်သက်ခဲ့ပါတယ်ဒဏ်ရာရသွားတဲ့လူတွေကိုလည်းစစ်သားတွေကခြေကားနဲ့တက်ကြိတ်ပြီးလက်စဖျောက်ကထွက်သွားခဲ့ကြပါတယ်အကုန်လုံးကိုမြင်လိုက်ရတဲ့စပိန်မန်တို့မိသားစုကအကြောက်လွန်သွားခဲ့ပြီးသွေးပြတ်သွားခဲ့ကြပါတယ်နောက်တစ်ခါမှာတော့စပိန်မန်ကဟန်ရစ်ကိုအချုပ်ခန်းထဲကနေထုတ်လာခဲ့ပြီးသူတို့မိသားစုဝင်တွေကိုအလုံသမားအဖြစ်အခိုင်းမခံရအောင်အလုပ်ရှိတဲ့အကြောင်းလက်မှတ်ပြဖို့လိုလားဆိုတာကိုသိကျင်နေခဲ့ပါတယ်အဲ့နောက်မှာတော့စပိန်မန်ကသူ့မိတ်ဆွေဂျက်ဟူကိုမေးလိုက်တော့ဂျက်ဟူကမဂျူရက်ကိုသူ့လက်မှတ်တွေနဲ့ပတ်သက်ပြီးကူညီပေးခဲ့ပါတယ်နောက်တစ်ခါမှာတော့မဂျူရက်ကစပိန်မန်ရဲ့အဖေကိုအဝိရှော်စက်တစ်ခုမှအလုပ်ရအောင်ကူညီပေးခဲ့ပါတယ်အလုပ်လက်မှတ်တွေရှိနေပေမဲ့လည်း1942ခုနှစ်မတ်လမှာတော့သူတို့တမိသားစုလုံးကအိမ်ကနေပြောင်းရွှေ့ဖို့ဖိအားပေးခံခဲ့ရပြီးတခြားဂျူးလူမျိုးတွေနဲ့အတူတူစက်ယုံတူလောင်ယုံတစ်ခုကိုပြောင်းရွှေ့ခံခဲ့ရပါတယ်တရက်မှာတော့ဟန်ရစ်နဲ့ဟယ်လီနာတို့ကအကျဉ်းစခန်းကိုပို့ဖို့အတွက်ရွေးချယ်ခံခဲ့ရပြီးဂျာမနီစစ်သားတွေကခေါ်သွားတော့ကျန်တဲ့မိသားစုဝင်တွေကတော့နောက်ထပ်ရွှေ့ပြောင်းမိကြတဲ့အထိစောင့်ဆိုင်နေခဲ့ရပါတယ်နောက်တရက်မှာတော့သူတို့မိသားစုကယထာဘူတာကိုရောက်တဲ့ချိန်မှာဟယ်လီနာနဲ့ဟန်ရစ်တို့ကလည်းအဲ့ဒီကိုရောက်နေခဲ့ပြီးမိသားစုဝင်တွေပြန်ဆုံစည်းခဲ့ကြပါတယ်စပိန်မန်ရဲ့အဖေကသူတို့မိသားစုရဲ့နောက်ဆုံးလက်ကျန်ငွေ20နဲ့ချိုးချင်းဝယ်ခဲ့ပြီးချိုးချင်းကို6ပိုင်းကမိသားစုဝင်တွေကိုခွဲဝေပေးခဲ့ပါတယ်မကြခင်မှာပဲသူတို့ကိုပို့ဆောင်မဲ့ယထာစီရောက်လာခဲ့ပြီးဂျူးမိသားစုဝင်တွေအကုန်လုံးကိုယထာပေါ်တက်ခိုင်းခဲ့ပါတယ်စပိန်မန်ကသူ့မိသားစုနဲ့အတူတူယထာစီလမ်းလျှောက်သွားနေတော့ဟဲလာကသူ့ကိုဆွဲခေါ်ပြီးထွက်ပြေးခိုင်းခဲ့ပါတယ်စပိန်မန်ကဟဲလာပြောတာကိုနားမလည်ပဲသူ့မိသားစုနဲ့အတူတူရှိဖို့ပဲစူးစမ်းခဲ့ပေမဲ့ဟဲလာကစပိန်မန်ကိုသူ့အသက်ကယ်ခဲ့တဲ့အတွက်ထွက်ပြေးခိုင်းတာဖြစ်ကြောင်းပြောခဲ့ပါတယ်ရွေးချယ်စရာမရှိတော့တဲ့စပိန်မန်ကတခြားမိသားစုဝင်တွေယထာပေါ်တက်သွားကြတော့ချီတုံချတုံနဲ့ထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျက်ဟူနဲ့သွားတွေ့ခဲ့ပေမဲ့အိမ်ပြင်ဘက်မှာတည်နေတဲ့ဂျက်ဟူတို့မိသားစုကိုတွေ့သွားခဲ့ပါတယ်သူကသူ့အလုပ်လုပ်ခဲ့တဲ့စားသောက်
ဆိုင်ကိုပြန်သွားခဲ့ပြီးဆိုင်တစ်ခုလုံးဟာလာဟင်းလင်းပြင်ဖြစ်နေတာကိုတွေ့လိုက်ရတော့တပူပေါ်နှစ်ပူဆင့်ကဝမ်းနေသွားခဲ့ရပါတယ်စပေးမန်ကထွက်သွားကနေမှရုတ်တရက်သူ့တထေးဘက်ကပုံနေတဲ့နေရာကနေလန့်ခေါ်ပြီးအထဲဝင်ခိုင်းကရန်နေငယ်ကြတဲ့အထိသူ့မိတ်ဆွေစစ်သားလာခင်မှာကိုပုံပြီးစောင့်နေဖို့လိုတဲ့အကြောင်းပြောခဲ့ပါတယ်ဘန်နဲ့စပေးမန်တို့ကရက်ွက်ထဲမှာကြံခဲ့တဲ့ဂျူးလူမျိုးအနေငယ်နဲ့ပေါင်းစည်းမိခဲ့ပါတယ်သူတို့ကရက်ွက်ကိုကာထားတဲ့နေရန်တွေကိုဖြိုချပြီးဂျူးလူမျိုးမဟုတ်တဲ့လူတွေအတွက်အိမ်တွေဆောက်လုပ်ပေးရမှာပဲဖြစ်ပါတယ်ဂျူးလူမျိုးတွေကကြမ်းတမ်းတဲ့အချိန်တွေကြားမှာအိမ်တွေဆောက်နေတော့စပေးမန်ကသူ့မိတ်ဆွေဟောင်းဂျနီနာကိုပြန်တွေ့ခဲ့ပေမဲ့သူကလူထဲမှာရောပြီးပျောက်သွားခဲ့ပါတယ်နောက်တစ်ခါမှာတော့စပေးမန်ကနာဇီဂျာမနီကိုတော်လှန်မှုကြံရွယ်နေတဲ့ဂျူးလူမျိုးတွေကိုတွေ့ခဲ့ပြီးလက်နက်တွေတည်ဖို့အတွက်အကူအညီခဲ့ပါတယ်ကံမကောင်းစွာပဲတရက်မှာတော့သူကအုပ်တယ်နေတော့အုပ်ခဲတွေပြုတ်ကျသွားတဲ့အတွက်နာဇီစစ်ဗိုလ်တယောက်ကသူ့ကိုရိုက်နှက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စပေးမန်ကဝန်ထမ်းတွေစီကိုပစ္စည်းတွေဖြန့်ဝေရတဲ့အလုပ်ကိုလုပ်ခဲ့ရပြီးအဲ့ဒီမှာလည်းသူကလက်နက်တွေနဲ့အာလူအိတ်တွေကိုခိုးတယ်ပေးကနေရန်တစ်ဖက်မှာရှိတဲ့တော်လှန်ရေးသမားတွေစီကိုလက်လွှဲပေးခဲ့ပါတယ်တရက်မှာတော့ဂျာမန်စစ်ဗိုလ်တယောက်ကစပေးမန်ကိုပဲအိတ်ထဲမှာတစ်ခုထည့်ထားတယ်လို့တန်တရားရှိတဲ့အတွက်စေရင်ဖမ်းခံရလို့နှီးပါဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပြီးဂျနီနာကိုရှာဖွေခဲ့ပါတယ်အမိတ်ဆွေတယောက်ရဲ့အကူအညီနဲ့စပေးမန်ကအလုံသမားဆောင်ကနေခိုးထွက်ပြီးနွေးနွေးထွေးထွေးကြိုဆိုကြတဲ့ဂျနီနာနဲ့သူ့ယောက်ျားကိုတွေ့ခဲ့ပါတယ်စပေးမန်ကိုအဝတ်စားတွေနဲ့စားစရာပေးပြီးတော့ဂျနီနာယောက်ျားကစပေးမန်ကိုသူ့ရဲ့အဆောင်တွေစီခေါ်သွားကတညတာပုံခိုးစရာပေးခဲ့ပါတယ်နောက်တစ်ရက်မှာတော့အဆောင်ကစပေးမန်ကိုဂျူးရက်ကွက်နာကတိုက်ခန်းလို့တစ်ခုစီခေါ်သွားခဲ့ပြီးနေခိုင်းခဲ့ပါတယ်ဒါပေမဲ့လည်းအဆောင်ကသူ့ကိုဒီတိုက်ခန်းမှာဂျူးလူမျိုးမဟုတ်တဲ့လူတွေအများကြီးရှိပြီးတိုက်ခန်းလွတ်လို့တည်ထားကြတဲ့အတွက်တိတ်တဆိတ်နေဖို့တတိပေးခဲ့ပါတယ်စပေးမန်တယောက်1943ခုနှစ်ဧပြီနဲ့မေလလောက်မှာဂျူးရက်ကွက်ရဲ့ပုံကံမှုကသူတင်သွင်းပေးထားတဲ့လက်နက်တွေကိုအသုံးပြုပြီးစတင်ခဲ့ကြောင်းသိခဲ့ရပါတယ်ရန်နေငယ်ကြာမှာတော့သူကပုံကံမှုကိုထပ်ကြည့်ခဲ့ပေမဲ့ကံကောင်းစွာပဲအရေးနှိမ့်နေခဲ့ပြီးတော်လန်ရေးကိုထောက်ခံတဲ့လူတွေကိုလည်းနာဇီစစ်သားတွေကတပ်ပစ်ခဲ့ပါတယ်နောက်တစ်ခါမှာတော့ဂျနီနာတို့အိမ်ကအဆောင်ရောက်လာခဲ့ပြီးနာဇီစစ်သားတွေကတိုက်ခန်းကိုအချိန်မီရောက်လာနိုင်တဲ့အတွက်စပေးမန်ကိုထွက်သွားဖို့ပြောခဲ့ပါတယ်ဒါပေမဲ့လည်းစပေးမန်ကတိုက်ခန်းမှာလုံခြုံနေလို့ခံစားရတဲ့အတွက်ဆက်နေဖို့ဆုံးဖြတ်ခဲ့တော့အဆောင်ကသူ့ကိုအရေးပေါ်ကိစ္စဖြစ်လာရင်သွားဖို့လိပ်စာတစ်ခုပေးခဲ့ပြီးစပေးမန်ကိုနာဇီတွေလက်မှာအသက်ရှင်လေးအဖမ်းမခံရအောင်တတိထားဖို့မှားကထွက်သွားခဲ့ပါတယ်လာနေငယ်ကုံလုံးသွားခဲ့ပြီးစပေးမန်တယောက်ကတော့တိုက်ခန်းထဲမှာပဲပုံအောင်နေခဲ့ပါတယ်တရက်မှာတော့သူကစားစရာရှာရင်မတော်တဆပကံများတွေကြာကွဲသွားခဲ့ပါတယ်အဲ့ဒီအတန်ကြောင့်သူရှိနေမှတီးသွားခဲ့ကြတဲ့အတွက်စပေးမန်ကထွက်ပြေးခဲ့ပေမဲ့ဂျူးလူမျိုးမဟုတ်တဲ့မိန်းမတယောက်ကသူ့ကိုဂျူးလိုတန်တရားဝင်ကလိုက်ဖမ်းခဲ့ပါတယ်တိုက်ခန်းထဲကနေထွက်ပြေးလာတော့စပေးမန်ကအဆောင်ပေးခဲ့တဲ့လိပ်စာကိုဥတီသွားခဲ့ပါတယ်အဲ့ဒီကိုရောက်တော့သူကမျောလင်းမထားပဲအိမ်အောင်ကြကကိုဝင်ရနေတဲ့ဒိုရီတာနဲ့တွေ့ဆုံခဲ့ပါတယ်စပေးမန်ကသူ့ကိုရောလို့မေးတော့ဒိုရီတာကဆုံးသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒိုရီတာယောက်ျားရောက်လာတော့စပေးမန်ကိုစားတောက်တွေကျွေးခဲ့ပြီးနောက်ထပ်တိုက်ခန်းလွတ်တစ်ခုမှာပုံနေခိုင်းခဲ့ပါတယ်အဲ့ဒီတိုက်ခန်းမှာဆန်နေရတစ်ခုရှိပေမဲ့စပေးမန်ကတိတ်ဆိတ်နေရမှာဖြစ်တဲ့အတွက်တကားကိုပိတ်ပြီးဆန်နေရတိခတ်လို့မရခဲ့ပါဘူးအစားပိုင်းရက်တွေမှာတော့သူ့ကိုအဆောင်ဇာလက်ကအစားတောက်တွေလာပို့ခဲ့ပေမဲ့တလားလောက်ကြာတဲ့အခါမှာတော့ဇာလက်ကစိတ်ပြောင်းသွားခဲ့ပြီးစားစရာတွေပို့ပေးတာကိုရက်ခဲ့ပါတယ်အဲ့လိုနဲ့ပဲစပေးမန်ကအတဝါယောဂဖြစ်ကအတော်ကိုအားနေသွားခဲ့ပါတယ်နှစ်ပတ်သုံးပတ်လောက်ကြာတော့ဒိုရီတာတို့လင်မယားကသူ့စီကိုလာလဲခဲ့ပြီးသူကအပြင်းပြားနေတာကိုတွေ့သွားခဲ့ကြပါတယ်မကြာခင်မှာပဲသူတို့ခေါ်ထားတဲ့ဆရာဝန်တယောက်ရောက်လာကစပေးမန်ကိုဆေးစစ်ပေးခဲ့ပြီးနားယူဖို့မှာခဲ့ပါတယ်နောက်တစ်ခါမှာတော့ပိုလန်နိုင်ငံသားတွေကသူတို့မျိုးကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားကြတဲ့1994ခုနှစ်ဝါဆောတော်လှန်မှုကိုမြင်ရဖို့အတွက်စပေးမန်ကအချိန်မီနေပြန်ကောင်းလာခဲ့ပါတယ်ဂျာမန်စစ်သားတွေကအဆောင်အုပ်တွေမှာလိုက်ရှာတော့စပေးမန်ကပုံခိုရာကနေထွက်လာခဲ့ရပြီးလာနေပြီဖြစ်တဲ့ဆိုဗီယက်တပ်မတော်ကသူတို့ကိုကူညီဖို့မျှော်လင့်ခဲ့ပေမဲ့ရုရှားတွေကရောက်မလာခဲ့ပဲဂျာမနီတွေကတော်လန်ပုံကံမှုတွေကိုနှိမ်နှင်းကဝါဆောတစ်မျိုးလုံးကလူတွေကိုနှိမ်နှင်းခဲ့ပါတယ်စပေးမန်ကသူအရင်နေခဲ့တဲ့တိုက်ခန်းနဲ့လမ်းမဲချတဲ့စေယုံဟောင်းတစ်ခုမှာပုံခုနေထိုင်ခဲ့ပါတယ်နောက်တစ်ခါမှာတော့သူကစေယုံကနေထွက်လာခဲ့ပြီးနေရန်ကိုကြော်တက်လိုက်တော့ဂျာမန်တွေကဝါဆောမြို့ကိုမီးရှို့မယ်လို့ဆုံးဖြတ်ထားကြတဲ့ကအပျက်စီးတွေပဲကျန်တော့တဲ့ဂျူးရုပ်ကွက်ကိုကြော်ဝင်လာခဲ့ပါတယ်စပေးမန်ကအဲ့ဒီမှာပုံနေရဲ့အပျက်စီးတွေကြားမှာရှာဖွေစားတောက်ပြီးနေထိုင်ခဲ့ပြီးမှတညမှာတော့နာဇီအရာရှိကပတိန်ဟော်ဆန်ဖီကသူ့ကိုတွေ့သွားခဲ့ပါတယ်ကြောက်နေတဲ့စပေးမန်ကကျွမ်းကျင်စံနေရဆရာတယောက်ဖြစ်ကြောင်းကိုပြောကအသက်ချမ်းသာပေးဖို့အတွက်တောင်းဆိုခဲ့ပြီးကပတိန်ကတက်တည်ပြခိုင်းတဲ့အတွက်သူကနှစ်ပေါင်းများစွာအကြာမှာဆန်နီယာနဲ့လှပတဲ့တေးသွားတစ်ပုဒ်ကိုပြန်လည်တီးခတ်ခဲ့ပါတယ်။ဟော်ဆန်ဖီကစပေးမန်ရဲ့တင်ဆက်မှုကိုသဘောကျသွားခဲ့ပြီးထက်ခုံးမှာပုံနေဖို့ကူညီပေးခဲ့ပါတယ်။သူကစပေးမန်ကိုအသက်ရှင်နေအောင်အချိန်မှန်မှန်အစားအသောက်တွေပို့ပေးခဲ့ပါတယ်။ရုရှားစစ်တပ်ကဝါဆောမြို့ကိုရောက်လာတဲ့အခါမှာတော့ဟော်ဆန်ဖီနဲ့သူရဲဘော်တွေကထွက်ပြေးခဲ့ရပါတယ်။စပေးမန်ကနောက်ဆုံးအနေနဲ့ဟော်ဆန်ဖီစီကအစားအသောက်နဲ့ကုန်းကြီးတစ်ထည်ကိုလက်ခံရရှိခဲ့ပါတယ်။သူကစပေးမန်ရဲ့မျိုးရိုးနာမည်ကိုမေးခဲ့ပြီးစပေးမန်ဆိုတာကဂျာမန်ဘာသာမှာဆိုဆန်နီယာဆရာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့စင်တူကြောင်းကိုပြောခဲ့ပါတယ်။ဟော်ဆန်ဖီကစပေးမန်ရဲ့လက်တံကိုရေဒီယိုကနေနားထောင်နေမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။သူကစပေးမန်ကိုမကြခင်မှာရုရှားစစ်တပ်ကဝါဆောမြို့ကိုအုပ်ချုပ်တော့မှဖြစ်တဲ့အတွက်ရန်နေငယ်ပဲကြောက်ကြောက်လန့်လန့်နေရတော့မှဖြစ်ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ရန်နေငယ်ကြာမှာတော့စပေးမန်ကသားနာတဲ့တပ်သားတွေကိုတွေ့ပြီးဝမ်းမြောက်ဝမ်းသာနဲ့နှုတ်ဆက်ဖို့ထွက်လာခဲ့ပါတယ်။စပေးမန်ကဟော်ဆန်ဖီပေးခဲ့တဲ့ကုန်းကြီးကိုဝတ်ထားတဲ့အတွက်သူ့ကိုဂျာမန်စစ်သားတွေနဲ့မှားပြီးပြစ်ခတ်နီးလေးမှာသူကလက်မြောက်ပြီးထွက်လာတဲ့အခါကျမှရဲဘော်တွေကသူ့ကိုပိုလန်နိုင်ငံသားမှတ်မိသွားကြကအပြစ်ခတ်ရက်ခဲ့ပါတယ်။လာနေငယ်ကြာမှာဟော်ဆန်ဖီကရုရှားစစ်အကျဉ်းတော်တစ်ခုမှာဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရပါတယ်။အနားမှာတော့ပိုလန်နိုင်ငံသားဂျူးလူမျိုးတစုကခုမှလွတ်မြောက်လာခဲ့ကြပြီးသူတို့တဲကတယောက်ကဂီတပညာရှင်ဆိုတာဟော်ဆန်ဖီကတည်သွားတော့
ချန်စီယိုနာကတ်ကသူကစပေးမန်ကိုကူညီခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကစပေးမန်ကိုသူ့ကိုအကူအညီပြန်ပေးဖို့ပြောခိုင်းခဲ့ပြီးရုရှားစစ်သားတယောက်ကသူ့ကိုပြန်ထိုင်ခိုင်းခဲ့ပါတယ်။ရန်နေငယ်ကြမှာတော့ပိုလန်ဂီတာသမားကစပေးမန်ကိုဟော်ဆန်ဗီကိုထိန်းသိမ်းထားတဲ့စကန်ကိုခေါ်လာခဲ့ပါတယ်။သူတို့ရောက်သွားတဲ့အချိန်မှာတော့စကန်တစ်ခုလုံးကခြေရလက်ရမကြမ်းပဲနေရာပြောင်းရွှေ့သွားခဲ့ပြီးဖြစ်ပါတယ်။သူမိတ်ဆွေကိုမကူညီလိုက်နိုင်တဲ့စပေးမန်ကအတန်လွဲဌာနကိုပြန်လာခဲ့ပြီးစန်နီယာတီးခဲ့ပါတယ်။နောက်ဆုံးမှာတော့စပေးမန်ကဖျော်ဖြေပွဲတစ်ခုကအော်ကက်စထရာတီးဝိုင်းတစ်ခုမှာပျော်ရွှင်စွာစန်နီယာတီးခဲ့ဖျော်ဖြေနေခဲ့ပါတယ်။ဟော်ဆန်ဗီတယောက်ကတော့1952ခုနှစ်ရုရှားထောင်မှာပဲတည်ဆုံသွားခဲ့ပြီးစပေးမန်ကတော့အသက်88နှစ်ထိနေထိုင်သွားက2000ပြည့်နှစ်ပိုလန်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာ။အခုလိုဇလန်ကောင်းလေးတွေကိုဆက်လက်ကြည့်ရှုလို့ရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်။